ဟိုမှာစိုင်းပုတ်ကတ်ထားတဲ့ဘာလဲအမျိုးသားစီကံအစစာတင်ချောင်းကတဲ့နော်ဒါစာတင်ချောင်းဇရက်မဟုတ်ဘူးအဲ့ဒီစပင်ကေကိုပုံစံကေညှက်လာခဲ့ဘာပုံစံကေရမှာလဲရှစ်တလက်မှနောက်ပြောင်ဖြစ်နိုင်ရင်လေဂရုံပေါက်ကေညှက်လာခဲ့ရှင်းတယ်နော်ကဲရော့နားလေးမှာလက်မှတ်ထိုးနော်တခြားထိုးနော်ဟဲဒီအောက်မှာထိုးတော့ပြောတာသေချာလက်ထောက်ပြရတာနဲ့ထားလိုက်တော့ရပြီကျေးဇူးပဲသေချာထောက်ပြရတဲ့ဂျားနဲ့ကိုကွယ်ဆရာမဟိုကျမသားလေးចောင်းအရှင်လို့ရှင်သားစပင်ကြီးကိုကြည့်စမ်းဟမ်ဒီကြောင်နဲ့စပင်ရလဲဟိုမှာနရွက်ထောက်နေပြီမရဘူးအဲ့စပင်ကိုတွားချခိုင်းဟိုကလေးဆရာမဟိုကျမလေးဟိုကျောင်းအပ်ပြီးလို့ရှိရင်သူ့ကိုညှက်ခိုင်းလိုက်ပါမယ်ကျမစိတ်ချပါနော်ဆရာမနော်မရဘူးအဲ့ဒီစပင်ကိုတေးရှာညှက်လာခဲ့ဟိုမှာသူများတခါဘသူဘလို့ညှက်ထားလဲမြင်တယ်နော်အဲ့လိုမျိုးညှက်လာခဲ့အော်မဟုတ်ဘူးလေဟိုကျမညှက်ခိုင်းပြီးလို့ရှိရင်ဟိုကျောင်းအပ်ပြီးလို့ရှိရင်ကျမညှက်ခိုင်းလိုက်ပါမယ်ဆရာမရဲ့စိတ်ချပါနော်ဟိုမှာစိုင်းပုတ်ကတ်ထားတဲ့ဘာလဲအမျိုးသားစီကံအစစာတင်ချောင်းကတဲ့နော်ဒါစာတင်ချောင်းဇရက်မဟုတ်ဘူးအဲ့ဒီစပင်ကေကိုပုံစံကေညှက်လာခဲ့ပုံစံကေကဘာလဲဆရာမဘာပုံစံကေရမှာလဲရှစ်တလက်မှနောက်ပြောင်ဖြစ်နိုင်ရင်လေဂရုံပေါက်ကေညှက်လာခဲ့ရှင်းတယ်နော်အော်ဟောလေကျမနောက်တစ်ခေါက်သွားမှာကျမတအားမောနေလို့ပါဟိုချောင်းကြီးကလည်းစိုးနေလို့လေမရပါဘူးစပင်မဲ့အင်းညက်ကိုင်းဒီမှာရှင်အခုစကားပြောနေရတဲ့လေချောင်းဆိုးပြီးတော်တော်မောနေပြီမရဘူးတွားညက်ကိုင်းဒီလိုလို့ရှင်သားကိုတွားညက်ကိုင်းရှင်ကဒီမှာနေခဲ့ဒီမှာရှင်ချောင်းနေတအားစိုးနေတယ်ဟုတ်အဆက်မပြတ်ကိုစိုးနေတယ်မလားဒီမှာကျမမှာဆေးရှိတယ်ဒီမှာချောင်းဆိုးအမျိုးမျိုးကင်းစင်အတူစင်ရှိတယ်ဒီအတူစင်ကချောင်းကြောက်ဆိုးခြင်းကိုတတ်တာစေတယ်နောက်ပြီးကြတော့ချွဲတလိပ်တွေထပြီးတော့စိုးတဲ့ချောင်းတွေကိုလည်းတလိပ်တွေကိုကျဲစေပြီးတော့တတ်တာစေတယ်ဓာတ်မက်တဲ့ခြင်းကြောင့်ဖြစ်တဲ့နှာစည်းချောင်းဆိုးခြင်းတွေကိုလည်းတတ်တာပြောက်ကင်းစေတယ်ဒီအတူစင်ဆေးကိုဈေးကွက်ထဲမှာတော့မြားသုံးစင်ဆေးလို့ခေါ်တယ်မြားသုံးစင်နဲ့ချောင်းဆိုးတာတွေကိုဖြစ်ခွင်းလိုက်သလိုမျိုးယောဂကိုတတ်တာပြောက်ကင်းစေတာအတူစင်မှာချောင်းဆိုးအမျိုးမျိုးကင်းစင်အတူစင်ရော့တောက်လိုက်ဩဒါနဲ့ရှင်တစ်လုံးတောက်ပြီးလို့ရှင်သားတစ်လုံးပြောင်းဝင်ခိုင်းတော့ကျမကဆေးရော့သွားလို့မရဘူးရော့ဟုတ်ကဲ့ပါဆရာမရေဟိုပြောင်းဝင်ခိုင်းလိုက်ပါမယ်နော်တာအတူစင်နဲ့ဟိုမြားသုံးချောင်းဆေးလို့ပြောပြီးဝယ်ခဲ့လိုက်နော်